မျိုးသမီးလေ့ကျင့်ရေးအရာရှိတယောက်ကအလွန်ညစ်ပတ်နေတဲ့ရေကန်ထဲကိုအကျွေးစိတ်တစ်စိတ်ပစ်ချပြီးဒီအကျွေးစိတ်ကိုရှာတွေ့တဲ့သူကိုတရားနာခွင့်ပေးမယ်လို့ပြောလိုက်ပါတယ်ဒီစကားကြားတာနဲ့စစ်သားတစ်တွေအားလုံးရေကန်ထဲခုန်ဆင်းပြီးအကျွေးစိတ်ကိုလိုက်ရှာကြပါတော့တယ်အချိန်တော်ကြာပြီးနောက်စစ်သားတယောက်ကအကျွေးစိတ်ကိုနောက်ဆုံးမှရှာတွေ့သွားပါတယ်သူကဂုံယူဝင်းကြွားစွာနဲ့သူ့ရဲ့အဖေစစ်သားကိုပြတ်တက်လိုက်ပေမဲ့ရုတ်တရက်လေချောင်းဆိုသလိုဖြစ်လာပြီးအကျွေးစိတ်ကသူ့လက်ထဲကနေလွတ်ကျကရေကန်ထဲပြန်ကျသွားပါတယ်ထို့ပြင်ညစ်ပတ်တဲ့ရေတချို့လည်းသူ့ပါးစပ်ထဲဝင်သွားခဲ့ပါတယ်အတင်းဖော်တွေကအမြန်ဆုံးသူ့ကိုရေထဲကဆွဲထုတ်ပေးခဲ့ပေမဲ့သူကအလွန်မတ်မတာခံစားနေရပါတယ်ခဏအကြာမှာတော့နောက်စစ်သားတယောက်ကအဲ့ဒီအကျွေးစိတ်ကိုထပ်မံရှာတွေ့သွားပြီးပထမစစ်သားကိုအလွန်စိတ်မကောင်းဖြစ်စေခဲ့ပါတယ်လေ့ကျင့်မှုပြီးဆုံးသွားတဲ့အခါအရာရှိကမီတာ300ရှိတဲ့ကျိုးတန်းကိုဖျက်ကျော်ပြီးတစ်ဖက်ကန်းကိုရောက်နိုင်မှအစားတောက်စားခွင့်ရမယ်လို့ကြေညာလိုက်ပါတယ်အမှားတေးသေးလေးတစ်ခုတောင်အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အခြေအနေဖြစ်ပေမဲ့စစ်သားအားလုံးကကျိုးတန်းကိုအောင်မြင်စွာဖျက်ကျော်ပြီးစားတောက်ရနေရာကိုရောက်သွားကြပါတယ်ဒါပေမဲ့ထမင်းချက်ကဇွန်းနဲ့ပကံတွေမပေးဘဲမင်းတို့ရဲ့အုတ်ထုတ်ထဲအစားတောက်ထည့်ပြီးလက်နဲ့ပဲစားရမယ်လို့ပြောလိုက်ပါတယ်စစ်သားတယောက်ကဒေါသထွက်ပြီးဒါစစ်သားတွေကိုစော်ကားနေတာပဲလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာအမျိုးသမီးလေ့ကျင့်ရေးအရာရှိကရှေ့ထွက်လာပြီးသူမရဲ့အုတ်ထုတ်ထဲအစားတောက်ထဲကကိုယ်တိုင်စတင်စားပြလိုက်ပါတယ်အဲ့ဒီနောက်စစ်သားတွေကလည်းတဖြည်းဖြည်းလိုက်လာပြီးအုတ်ထုတ်ထဲကနေအစားတောက်ကိုစားကြပါတော့တယ်ဒါပေမဲ့စစ်သားတယောက်ကတော့သူ့အုတ်ထုတ်ထဲကနေမစားနိုင်ဘူးလို့ဆုံးဖြတ်ပြီးလေ့ကျင့်ရေးအစီအစဉ်ကနေနှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့ရဲ့အတင်းပေါ်တွေကအတော်ကြိုးစားပြီးဆက်နေဖို့ဖြောင်းဖြခဲ့ပေမဲ့သူကတော့လုံးဝစိတ်မပြောင်းခဲ့ပါဘူး